အင်္ဂလိပ်စာလေ့လာတဲ့အခါမှာလုပ်လို့ရှိတဲ့အမှားနံပါတ်8အဲ့ဒါပါလဲဆိုလို့ရှိရင်ဆရာတို့ who နဲ့ whom နဲ့ကိုမှားပြီးတော့သုံးတတ်ကြတာပေါ့နော်အဲ့တော့ဥပမာအဖြစ်ဆရာတို့ဒီဟာကဘယ်သူမှတာဝန်ရှိလဲလို့ပြောချင်လို့ရှိရင်ဆရာတို့အမှန်တကယ်ပြောရမှာက who is responsible for this အဲ့လိုပြောရမှာပေါ့နော်အဲ့ဒါကိုဆရာတို့အများစုကဒါမှမဟုတ်လည်းတချို့ပါပေါ့နော်ဆရာတို့ whom ဆိုပြီးတော့သုံးတတ်ကြတယ် whom is responsible for this အဲ့ဒါဆိုလို့ရှိရင်ဆရာတို့လုံးဝမှားပါတယ်တကယ်ဆရာတို့ဘယ်လိုပြောရမလဲဆိုရင် who is responsible for this ဒါဘယ်သူကြောင့်ဖြစ်တာလဲဒါမှမဟုတ်ဒါဘယ်သူတာဝန်ရှိလဲဒီလိုမျိုးပြောတဲ့အခါမှာဆရာတို့သုံးရတယ်ပေါ့နော်ဆရာတို့ who ကိုကြတော့ပြုလုပ်သူ subject နေရာတွေမှာသုံးပြီးတော့ whom ကိုကြတော့ဆရာတို့ပြုလုပ်ခင်ရတဲ့သူဒီ action တစ်ခုကိုပြုလုပ်ခင်ရတဲ့သူနေရာမှာပဲဆရာတို့သုံးပါတယ်ပေါ့နော် okay လောက်ဆိုရင်ဆရာတို့အားလုံးနားလည်ကြမယ်ထင်ပါတယ်အသုံးဝင်တယ်လို့ယူဆလို့ရှိရင်ဒီ channel လေးကိုဆရာတို့ like comment and share လုပ်တော့ပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်